ရာဇဝတ်ချုပ်ပထမဆောင်အခန်းကြီး26အခန်းငယ်1အတီးအတင်းတင်းဖွဲ့တော်တကဆောက်များဟုမူကားကိုရဟိအမျိုးဤပြန်တအနွင်ကိုရတာမေရှလမီဤတာဦးဇာခရိဒုတိယတာယေဒရီလတတိယတာဇေဗဒိသဒုဒတာယတနေလပိစမတာအီလမ်သတ္တမတာယောဟနာတတမတာဣလေအိုနေတိဥပဒေတုံဤတာဦးရှမာရဒုတိယတာယောဇပတတိယတာယောအာသဒုဒတာစာကာပိစမတာနတနေလသတ္တမတာအဘိလတတမတာဣတခာအထမတာပုလတေတိဩဘာဒေတို့ကိုဘုရားသခင်ကောင်းချီးပေးတော်မူ၏တာဥရှမရဣတာဩဒနိယေဖေလဩဘတ်ဣရဇပုနှင့်ခွန်အားကြီးသောညီဣလိဟုတမခိတို့ဒီခွန်အားကြီးသောတာသူရဲ့မိမိတို့အဆွေအမျိုး၌အစိုးရတော်သူဖြစ်ကြ၏အမှုတို့ကိုဆောင်ရွက်စေခြင်းကတဆွားနိုင်သောခွန်အားကြီးသောဩပဒေတို့အမျိုးသားချင်းယောက်ျားပေါင်းက6ကျစ်2ယောက်သေးခွန်အားကြီးသောမရှေလေမိသားညီယောက်ျားပေါင်းကတကျစ်10ယောက်သေးမေရာဤအမျိုးဟိုသားဤသားတို့တွေရှမရိဒီသားဦးမဟုတ်တို့လဲအဘခသားတို့ကြောင့်သားအကြီးဖြစ်သည်ဒုတိယသားကဟိလခိတတိယသားကဇဗလိသဒုဒသားကဇာခရိအစရှိသောဟေဝတသားညီပေါင်းကတကျစ်3ယောက်သေးဤဝိကဘုရားသခင်အင်တို့၌အလက်လက်စောင့်ခြင်းကတင်းဖွဲ့သောဝိန္တကဝဆောက်အကြီးအကင်းဖြစ်သည်ထို့သူအကြီးအငယ်တို့သည်မိမိတို့အဆွေအမျိုးအလိုက်တကားအတီးအတီးစောင့်စေခြင်းကစေဣဒပြုကြ၏အရှင်မျက်နှာကိုရှေလမိရ၏ရှေလမိသားပညာရှိဇာခရိဒီစေဣဒအားဖြင့်မြောက်မျက်နှာကိုရ၏ဥပဒေတို့သည်တောင်မျက်နှာကို၎င်းသူ၏သားတို့သည်အတုပိန်အင်ကို၎င်းရ၏ရှုပိန်နှင့်ဟိုးတသည်အနောက်မျက်နှာနှင့်ပြိမာတို့တက်ရလာဝ၌ရှေလခတ်တကားကိုရ၏တစ်ဖက်တစ်ချက်၌စောင်းရ၏နေရစီရင်တဲ့အရှင်မျက်နှာ၌လေဝိသား6ယောက်မြောက်မျက်နှာ၌4ယောက်တောင်မျက်နှာ၌4ယောက်အတုပိန်ဘက်မှ2ယောက်တတိုင်းတို့ပြင်မှာ2ယောက်အနောက်မျက်နှာလာဝမှာ4ယောက်တတိုင်းတို့ပြင်မှာ2ယောက်စောင်းရ၏ဤ၍ကတကဆောင်းအရာရှိသောကိုရအမျိုးသားနှင့်မေရာယိအမျိုးသားဖွဲ့တော်အတီတီပေဒီလေဝိသားတို့တွင်အဟိယဒီဘုရားသခင်အင်တော်ဘာနာနှင့်ပူဇော်သောဘာနာများကိုအိုချုပ်ရ၏အဆွေအမျိုးတကြီးဖြစ်သောဂေရာရှုအမျိုးလန္တာသားတို့တွင်ယေဟေလိနှင့်သူဤသားဇေတံယောလာတို့သည်လည်းဘုရားသခင်အင်တော်ဘာနာကိုအိုရ၏အမရာအမျိုးဣဇဟာအမျိုးဟေဘျိုအမျိုးအိုဇေလအမျိုးအချုပ်ပါကြ၏မိုရှေသားဂေရာရှုဤသားရှေဘွေလသည်လည်းဘာနာတို့ကိုအိုရ၏ဂေရာရှုညီအီလင်ဇာသားယေဟေမိသူဤသားယေရှာယသူဤသားယောယံသူဤသားဇိခရိသူဤသားရှေလိုမိတ်တီထိုရှေလိုမိတ်နှင့်သူဤညီတို့သည်ဒါဝိမင်းကြီးအဆွေအမျိုးတကြီးလူတထောင်အုပ်တရားအုပ်ဘုံမီပူဇော်သောဘာနာရှိသမျှကိုအုပ်ရ၏ထိုမင်းတို့သည်စတိုင်၍ရသောဥစ္စာကိုမသိသာဝရဘုရား၏အင်တို့ကိုပြုစုစေခြင်းကပူဇော်တတ်ကြ၏ပရောဖက်ရှမလကိရှသားရှိုလုနိရသားအဗနာဇေရုယသားယောဘမဆ၍အခြားသောသူပူဇော်သမျှတို့ကိုရှေလိုမိနှင့်သူ၏ညီတို့သည်ကြီးရှုအုပ်စိုးရကြ၏ဣဇဟာအမျိုးခေနနိနှင့်သူ၏သားတို့သည်မင်းအရာရှိတရားသူကြီးဖြစ်၍ဧဒေလနိုင်ငံတွင်ပြင်အမှုကိုဆောင်ရကြ၏ဟေဘျောအမျိုးဖြစ်သောသူရဲကြီးဟာရှိဘိနှင့်သူ၏ညီ1900တို့သည်ယောဒန်မြစ်အနောက်ဘက်မှနေသောဧဒေလလူတို့တွင်မင်းအရာရှိဖြစ်၏သာဝရဘုရား၏အမှုတို့နှင့်
ရှင်ဘုရားအမှုအမျိုးမျိုးတို့ကိုဆောင်ရကြ၏ဟေပြောအမျိုးသားတို့တွေအဆွေအမျိုးအလိုက်ယေရုယသည်အကြီးအကဲဖြစ်၏ဒါဝိမင်းနန်းစာ40တွင်ထိုအမျိုးသားတို့ကိုစည်ရင်ယူ၍ဂိလပြည်ယာဇာမြို့နှင့်ခွန်အားကြီးတို့သူရေးတို့ကိုတွေ့၏ယေရ၏ပေါ့ဖို့တီးဟုသောသူရေးကြီးအဆွေအမျိုးတကြီး2900တို့သည်ဒါဝိမင်းကြီးခန့်ထားသည့်အတိုင်းရုဗေအမျိုးဂါအမျိုးမနာရှေအမျိုးတဝိကိုအုပ်ဆိုး၍ဘုရားသခင်အမှုတို့နှင့်ရှင်ဘုရားအမှုအမျိုးမျိုးကိုဆောင်ရကြ၏ယသဝေချုပ်ပထမဆောင်အခန်းကြီး29အခန်းငယ်1ရှင်ဘုရားအမှုတို့ကိုဆောင်တော့အေဒီလအမျိုးသားတို့သည်အဆွေအမျိုးတကြီးလူတထောင်အုပ်တရားအုပ်အရာရှိတို့နှင့်တကွတနည်းတွင်12လအစဉ်အတိုင်းတပ်ဖွေ၍တလစီအလက်လက်ဆောင်ရတော့တတအမှုထမ်း2400စီရှိကြ၏ပထမလတွင်ပထမတကိုအို့တော့ဘုံမီကဇာပတိလတာရာရှိုးပါနှင့်တတပေါင်း2400သည်ထိုမိသည်ဖာရက်အမျိုးသားဖြစ်၍ပထမလတွင်အမှုဆောက်သောတပ်မိုးအပေါင်းတို့ကိုအိုးရ၏ဒုတိယလတွင်အမှုဆောက်သောတပ်ကိုအုပ်သောဘုံမီကအဟိုဟိအမျိုးသားဒိုဒါနှင့်စကင်းမိကလုတတပေါင်း2400သည်တတိယလနှင့်ဆိုင်သောတတိယတဘုံမီကယေပရောဟိမင်းကြီးယောယတတာဘေနာရနှင့်တတပေါင်း2400သည်ထိုမိသည်ဘုံစုတွင်ကြိုစိုးတို့သူဘုံချွတ်အရာရှိတို့သူဖြစ်၏သူ၏သားအမိဇဗတ်ဒီလင်တမောအရာကိုရ၏သဒ္ဒလတွင်သဒ္ဒဘုံမင်းကယောဘညီအတဟေလစကေကအတဟေလတာဇေဗဒိတတပေါင်း2400သည်ပိစမလတွင်ပိစမဘုံမင်းကဣဇဟာအမျိုးရှဟုံတတပေါင်း2400သည်သတ္တမလတွင်သတ္တမဘုံမင်းကတေကိုမြို့သားဣကေရှာဣတာဣရတတပေါင်း2400သည်တတမလတွင်တတမဘုံမင်းကဣဖရင်အမျိုးပေလိုနှင့်အနှွင်ဖြစ်သောဟေလက်တတပေါင်း2400သည်သတ္တမလတွင်အထမဘုံမင်းကဇာရအမျိုးဟုတိရှအနှွင်ဖြစ်သောတိဘေကေတတပေါင်း2400သည်နဝမလတွင်နဝမဘုံမင်းကဗယမင်အမျိုးအနေတိုတိအနှွင်ဖြစ်သောအဘေဇာတတပေါင်း2400သည်ဓမ္မလတွင်ဓမ္မဘုံမီကဇာရအမျိုးနေတောဖာတိအနှွင်ဖြစ်သောမဟာရေတတပေါင်း2400သည်ဤကဓမ္မလတွင်ဤကဓမ္မဘုံမီကအေဖရီအမျိုးပိရတောနိအနှွင်ဖြစ်သောဘေနာရတတပေါင်း2400သည်ဒွါရတတမတွင်ဒွါရတမဘုံမီကဩဒနေလအမျိုးနေတာဖာတိအနှွင်ဖြစ်သောဟေလဒေတတပေါင်း2400သည်ဣဒီလာအမျိုးအတိအတိတို့ကိုအုပ်တော်မီးဟုမူကရုဘေအမျိုးတွေဇိခရီဣတာအီလျောဇာရှိမောအမျိုးတွေမာခဣတာရှဖတိလေဝိအမျိုးတွေကေမွေလဣတာဟာရှဘိအာယုံအမျိုးတွေဇတ်တုယုဒအမျိုးတွေဒါဝိအကိုအီလိဟုဣဒခအမျိုးတွေမိခေလဣတာအိုမရိဇာဘလိုအမျိုးတွေဩပတိဣတာဣရှမရနတလိအမျိုးတွေအာဇရီလဣတာယေယိမှုဣဖရေအမျိုးတွေအာဇဇိဣတာဟိုရှေမနရှေအမျိုးတဝိတွေဗေဒရဣတာယောလဂီလပြည်၌မနရှေအမျိုးတဝိတွေဇာခရီဣတာဣဒောဗေယမင်အမျိုးတွေအဘနာဣတာယတေလဒါအမျိုးတွေယေယောဟန်ဣတာအာဇရီလဤဝိကဣဒေလအမျိုးတို့ကိုအုပ်တော်ညီးပေတည်တောင်ရဖျားဒီဣဒလအမျိုးတို့ကိုမုန်းကောင်းကကျင်နှင့်အမြတ်တိုးပွားမြတ်ပြစေတော်မူမည်ဟုဂတိတော်ရှိတော်ကြောင့်ဒါဝိဒ်သည်အသက်20မစေ့တော်အသက်20မစေ့တော်သူတို့
ကိုစရင်မယူဘဲနေ၏အသက်20မစေတော့သူတို့ကိုစရင်မယူဘဲနေ၏ဇေရုရတာယွာဘသည်စရင်ယူစပြု၍ထိုအပိကြောင့်အမြင့်တို့သည်ဣဒိလအမျိုးပိုတို့တက်ရောက်ဒုက္ခလက်စမတရေတုရရတော်လူပေါင်းကိုဒါဝိမင်းကြီး၏မဆာ၌မသွင်းမမာအဒိရတာအကြီးမာဝိသည်ဘာနန်တို့ဆူဖြစ်၏ဥဇိတာယောနတဒီလေပင်မြို့ရွာရေးတိုင်း၌ရှိသောဘာနာတိုက်တို့ကိုအုပ်ရ၏ခေလုတာဣဇရိတ်ဒီလေယာလူတို့သူတို့ကိုအုပ်ရ၏ရာမမြို့သားရှိမိဒီစပိဥယျင်တို့ကိုလည်းစပိဥယျင်တို့ကို၎င်းရှိဖမိမြို့သားဇေဗတိဒီစပိတီနှင့်စပိရဲ့တိုက်တို့ကို၎င်းအုပ်ရ၏ဂေဒရိလူဗာလဟာနန်ဒီဂျိုက်တို့၌ရှိသောတန်လွင်ပြည်နှင့်တဖန်းပြည်တို့ကို၎င်းယောရှတ်ဒီစီတိုက်တို့ကို၎င်းအုပ်ရ၏ရှာရွန်အယတရှိတရေဒီရှာရွန်အယ၌ကျေစားသောနွားစုကို၎င်းဟာဒလေတာရှာဖတ်ဒီဂျိုက်တို့၌ကျေစားသောနွားစုကို၎င်းအုပ်ရ၏ဣရှမေလအမျိုးသားဩပဒီလကလာဥဒုကို၎င်းဩပဒီလဒီကလာဥဒုကို၎င်းမေယတိလူရီဒေယဒီမိတို့ကို၎င်းဟာဂရအမျိုးသားယာဇဒီတိုးတို့ကို၎င်းအိုရ၏ဤတို့သည်ဒါဝိမင်းကြီး၏ဥစ္စာဘာနာတို့ကိုအိုရတော်သူပေသည်ဒါဝိဘထွေတော်ယောနတသည်တိုင်ပြီးမုမပညာရှိကျမ်းတဖြစ်၏ဟခမောနိတာယောဟိလသည်ရှင်ဘုရင်၏သားတော်ကိုအပေါင်းအဖော်ဖြစ်၏ရှင်ဘုရင်၏သားတော်တို့အပေါင်းအဖော်ဖြစ်၏အဟိဒေါဖေလသည်ရှင်ဘုရင်၏တိုင်ပြီးမုမအာခိမြုတာဟုရှိသည်ရှင်ဘုရင်၏အဆွေခင်ဘူးဖြစ်၏အဟိဒေါဖေလနောက်မှာအဗျာတာနှင့်ဘေနရတာယောယဒတ်သည်နေရာကျ၍ယွာဘသည်တတ်တော်ဘုံချုပ်မီဖြစ်၏ယသဝေချုပ်ပထမဆောင်အခန်းကြီး28အခန်းငယ်1တဖာဒါဝိဒ်သည်ဣဒိလမင်းမြတ်တီးဟုသောအမျိုးအတီးကိုအုပ်တော်မီအလက်အမှုတော်ကိုစောက်တော်တတ်မှုဘုံမီလူတစ်ထောင်အုပ်တရားအုပ်ရှင်ဘုရင်ဤဘာနာဆုတားတော်ဤဘာနာဆုခွန်အားရှိသောသူရဲ့အကြီးအကဲအရာရှိအပေါင်းတို့ကိုယေရှုရှင်လမျိုးမှာစုဝေးစေတော်မူ၏ထိုအခါဒါဝိဒ်မင်းကြီးသည်ရက်၍ငါညင်ကိုငါလူတို့နားထောင်ကြလော့ထာဝရဘုရား၏ပညေတိတ္တာတော်ညီဝရအင်တီးဟုသောဘုရားသခင်ရဲ့ခြေတော်တင်ရခုံကိုတီလို့မြည်ဟုငါအကြံရှိ၍တီလို့ချင်းကပြင်ဆင်နေပြီတို့ရတွေဘုရားသခင်ကတင်ဒီစတိုက်တော်လူအသက်ကိုတတ်တော်သူဖြစ်၍ငါနာမအဖို့အင်တို့ကိုမတိမဆောက်ရဟုမိတော်မူ၏ဣဒရာအမျိုးအေးဘုရားသခင်ထာဝရဘုရားသည်ငါအဆွေအမျိုးများထဲကငါကိုရွေးကောက်၍ဣဒီလာရှင်ဘုရင်အယံ၌အမြင့်ချီးမြှောက်တော်မူ၏ယုဒအမျိုးကိုရွေးကောက်၍အခြားသောအမျိုးတို့ကိုအုပ်ဆိုးရသောအခွင့်ကိုပေးတော်မူ၏ယုဒအမျိုးတွေငါအဘ၏အင်တို့ကို၎င်းငါအဘ၏သားတို့တွေငါကို၎င်းနိတည့်၍ဣဒီလာနိုင်ငံလုံးကိုစိုးစံရသောအခွင့်ကိုပေးတော်မူ၏ထာဝရဘုရားသည်ငါအားများစွာသောသားတို့ကိုပေးတော်မူသည်ဖြစ်၍ငါသားအပေါင်းတို့တွင်သားရှောလမုန်ကိုရွေးကောက်၍ဣဒီလာအမျိုးကိုအုပ်ဆိုးလျက်ထာဝရဘုရား၏နိုင်ငံတော်ရာဇပတိပေါ်မှာထိုင်စေခြင်းကခံထားတော်မူပြီငါအားလည်းတိသားရှောလမုန်သည်ငါ၏နှင့်ငါတန်တိုင်းတို့ကိုတင်ရမည်ငါသည်သူတို့ကိုတားအရာ၌ခံထားခြင်းကရွေးကောက်ပြီငါသည်သူ၏အဘဖြစ်မည်သူသည်ငါစီရင်ချက်ပညာတရားတို့ကိုယနေ့ကဲ့သို့အမြင်ကြည့်လင်သူ၏နိုင်ငံကိုငါတည်စေမည်ဟုမိန့်တော်မူ၏တို့ပြီး၍ဒီတို့သည်ဤကောင်းသောပြည်ကိုပိုင်၍ဒီတို့၏သားမင်းအစဉ်အဆက်အမွေခံရဖို့ခြံထားလိုတော့ငါထာဝရဘုရား၏ပရိသတ်တီးဟုသောဣဒလအမျိုးသားအပေါင်းတို့ရှင်း၌၎င်းငါတို့ဘုရားသခင်အထံတော်၌၎င်းတင်တို့ဘုရားသခင်ထာဝရဘုရား၏ပညာတော်ရှိသည်များတို့ကိုရှာ၍စောင့်ရှောက်ကြလော့ငါသားရှုလို့မူဤအဘရဲ့ဘုရားသခင်ကိုတည်လောစုံလင်သောနှလုံးကြည်ညိုသောစိတ်တဘောနှင့်ဝုပြုလောထာဝရဘုရားသည်ခတ်သိမ်းသောစိတ်နှလုံးတို့ကိုစစ်၍အကြအစင်ရှိလေသည်များတို့ကိုတည်တော်မူ၏ကိုယ်တော်ကိုရှာလင်အတွေ့ခံတော်မူမည်
ကိုရောကိုစွလင်တင့်ကိုအစီအမြင်စွတော်မူမည်တတိပြုလောတရှင်ရဌာနအဖို့အင်းတို့ကိုတိဆောက်တဲ့ခြင်းကတင့်ကိုထာဝရဘုရားရွေးကောက်တော်မူသောကြောင့်အာယူ၍တိဆောက်လို့ဟုမာထားတော်မူ၏ထိုအခါအင်းတို့ဦးအဆောင်ကြီးဘာနာတိုက်အထက်ခန်းအတွင်းခန်းဂယုဏပလင်ထားရအခန်းဤပုံကို၎င်းထာဝရဘုရား၏အင်းတို့တတိုင်းများပတ်လည်၌ကာတော်အခန်းများဘုရားသခင်၏အင်းတော်ဘာနာတိုက်များပူဇော်သောအရာတူထားရတိုက်များတို့၏ပုံကို၎င်းမိမိကြံစည်သမျှအတိုင်းဒါဝိဒ်၏သားတော်ရှလမုန်အားအပ်တော်မူ၏ယေဘရဟိလေဝိသားတင်းဖွဲ့ခြင်းထာဝရဘုရားအင်ဒို၌အမှုတော်ကိုဆောင်ရွက်เสียတဆာရှိသမျှတို့ကိုလည်းစီရင်တော်မူ၏အမှုတော်အမျိုးမျိုးကိုဆောင်ရွက်เสียရွှေတဆာရှိသမျှတို့အဖို့ရွှေကို၎င်းငွေတဆာရှိသမျှအဖို့ငွေကို၎င်းချင်၍အပ်တော်မူ၏ရွှေမီးခုံနဲ့ရွှေမီးခွက်အတီးအဖို့ငွေမီးခုံနဲ့ငွေမီးခွက်အတီး30ရှိသည့်အတိုင်းရွှေငွေကိုချင်၍အပ်တော်မူ၏ရှေ့တော်မူတင်စရာရွှေစပွေးနဲ့ငွေစပွေးအတီးအဖို့ရွှေငွေကိုချင်၍အပ်တော်မူ၏အမိန့်သားချိတ်အင်းတုံဖလားများအဖို့ရွှေစင်ကို၎င်းရွှေလီပါနဲ့ငွေလီပါအတီးအဖို့ရွှေငွေကို၎င်းချင်၍အပ်တော်မူ၏နတ်တပေါင်းမြင်းရှုရာရိပလင်အဖို့ရွှေစင်ကို၎င်းအတောင်တို့ကိုဖြန့်၍ထာဝရဘုရား၏ဘယင်ဒီတိတာတို့ကိုနွားမိုးသောခေရုပေယထာတို့ပုံအဖို့ရွှေကို၎င်းချင်၍အပ်တော်မူ၏ထိုပုံများရှိသမျှတို့ကိုရေးထားသည့်အတိုင်းနားလည်နိုင်သောဉာဏ်ပညာကိုထာဝရဘုရားသည်ပေးတော်မူ၏ဒါတော်ရှလမုန်အားလည်းတင်းဒီအာယူရဲ့ရည်ရင်သောစိတ်နဲ့လှုပ်ဆောင်တော်မစိုးရင်နဲ့စိတ်မပြတ်နဲ့ငါ၏ဘုရားသခင်ထာဝရဘုရားသခင်သည်တင်းနဲ့အတူရှိတော်မူလိမ့်မည်ထာဝရဘုရား၏အင်တော်ကိုဆောင်ရွက်เสียဖို့လှုပ်ဆောင်၍လက်ဆက်မတတ်မီတိုင်အောင်တင့်ကိုစွတော်မူမူပြစ်ထားတော်မူမူတင်းဖွဲ့တော်သူတင်းဖွဲ့တော်ယေဘရဟိလေဝိသားတို့သည်လည်းဘုရားသခင်၏အင်တော်အမှုကိုဆောင်ရွက်ရဖို့ရှိကြ၏လေမာတော်ဆရာသမားအမျိုးမျိုးတို့သည်လည်းအရာတို့ကိုလှုပ်ဆောင်စေဖို့ရှိကြ၏မိများနဲ့ဤသူပြည်သားများအပေါင်းတို့သည်လည်းတိလက်၌ရှိကြသည်ဟုမိတော်မူ၏ယသဝိချုပထမဆောင်အခန်းကြီး29အခန်းငယ်1တဖန်ဒါဝိမင်းကြီးကဘုရားသခင်ရွေးကောက်တော်မူသောငါသားရှလမုန်သည်အသက်ငယ်၍နှုတ်သေး၏အမှုမူကားကြီးလာ၏တိဆောက်ရသောဗိမာန်သည်လူအဖို့မဟုတ်ထာဝရအရှင်ဘုရားသခင်အဖို့ဖြစ်၏ငါ၏ဘုရားသခင်အင်တော်အဖို့ရွှေတဆာလှုပ်เสียဖို့ရွှေကို၎င်းငွေတဆာလှုပ်เสียဖို့ငွေကို၎င်းကြေးဝတဆာလှုပ်เสียဖို့ကြေးဝကို၎င်းတန်တဆာလှုပ်เสียဖို့တန်ကို၎င်းတိတာတဆာလှုပ်เสียဖို့တိတာကို၎င်းယဟန်ကြောက်နဲ့ချဟန်ကြောက်နဲ့အယောင်မြုံထွက်ရဲ့စီစီယာဖို့ကောင်းတို့ကြောက်အဖိုးထိုက်တို့ကြောက်မြုံများစွာတို့ကြောက်ဖြူတို့ကို၎င်းတန်နိုင်သမျှအတိုင်းငါပြင်ဆင်ပြီးငါ၏ဘုရားသခင်အင်တော်နဲ့ငါဆက်နှလုံးဆွေးလန်းတို့ကြောင့်ထိုတန့်ရှင်းသောအိမ်အဖို့ပြင်ဆင်သောဥစ္စာမတပါကိုဥစ္စာတွေကဩဗိယရှေအခွင့်3000နဲ့ကြောက်ထရာတို့ကိုမူးမှန်စေရဖို့ငွေစီ9000ကိုငါ၏ဘုရားသခင်အင်တော်အဖို့ငါပေး၏ရွှေဒီရွှေတဆာအဖို့ငွေဒီငွေတဆာအဖို့နဲ့ဆရာသမားလို့တမယအဖို့ဖြစ်၏တို့ဖြစ်ယနေ့ထာဝရဘုရားအားကိုဥစ္စာကိုအဘေသူပူဇော်ရှင်တည်းဟုပရိသတ်အပေါင်းတို့အားမေးတော်မူလေအဆွေအမျိုးတို့၏အကြီးအကင်းများအေဒီလာအမျိုးအတီးတို့ကိုအုပ်ဆိုးတော်မီးများလူတထောင်အုပ်တရားအုပ်ရှင်ဘုရားအမှုတို့ကိုစီရင်တော်သူများတို့သည်ကြည်ညိုသောစိတ်ရှိ၏ဘုရားသခင်အင်တော်မှုကိုဆောင်ရွက်เสียဖို့ရွှေအခွင့်9000နဲ့ရွှေတင်းကား1000ငွေအခွင့်3သိန်းကြေးဝါအခွင့်3သိန်း8000တန်အခွင့်3သိန်း1တန်းကိုလူကြ၏ကြောင်းမြတ်ရှိတော်သူတို့သည်ဂေရရှုအမျိုးသားယေဟေလလက်ဖြင့်ထာဝရဘုရား၏အင်တော်ဘာနာထေတို့တွင်းကြ၏လူများတို့သည်စုံနေသောနှလုံးကြည်ညိုသောစိတ်တဘောရှိ၏ထာဝရဘုရားအားပူဇော်သောကြောင့်ဝမ်းမြောက်ကြ၏ဒါဝိမင်းကြီးသည်လည်းအလူတရားဝမ်းမြောက်တော်မူ၏ထိုအခါဒါဝိက
ကျွန်တော်အဘဟေဒီလာဤဖယားတခင်ထောင်ရဖယားကိုရိုဒီကဘာအဆက်ဆက်မင်္ဂလာရှိတော်မူစေတည်း။အိုးထောင်ရဖယားကိုရိုဒီဘုံတကုအနုဘုံအောင်မြင်ခြင်းအခွင့်အာနာတော်နှင့်ပြည့်စုံတော်မူ၏။ကောင်းကင်မြင့်ကြီး၌ရှိသမျှတို့ဒီကိုပိုင်တော်မူ၏။အိုးထောင်ရဖယားကိုရိုဒီအဆူရတော်မူ၏။ခတ်သိန်းတို့သူတို့၏အထက်မြင့်မြတ်တော်မူ၏။ကိုအတရင်နှင့်စည်းစိမ်ဥစ္စာသည်ကြီးသူတို့ကြောင့်တာဖြစ်၏။ကိုရိုဒီခတ်သိန်းတို့သူတို့ကိုအုပ်ဆိုးတော်မူ၏ခွန်အားအစွမ်းတတ္တိကိုပေးပိုင်တော်မူ၏ခတ်သိန်းတို့သူတို့အားကြီးမြတ်သောအခွင့်နှင့်ခိုင်ခန့်သောအခွင့်ကိုပေးပိုင်တော်မူ၏တို့ဖြစ်ရအကျွန်ုပ်တို့ရဲ့ဘုရားသခင်ကြီးသူတော်ကြီးလာပါသည်ဟုအကျွန်ုပ်တို့ဝန်ခံ၍ဘုံကြီးသောနာမတော်ကိုချီးမွမ်းပါ၏တို့ရတဲ့ချီးညူသောစိတ်နှင့်ဤမြတ်လောပူဇော်နိုင်အောင်အကျွန်ုပ်၏လူတို့သည်အဘေတို့တော်သူဖြစ်ပါသည်ခတ်သိန်းသောအရာတို့သည်တကူတို့ကြောင့်ဖြစ်ပါသည်ကျွန်ုပ်ဒီကိုရိုဤဥစ္စာဒေကတာကိုရိုအားပူဇော်ပါ၏ကျွန်ုပ်တို့ဒီဘိုးဘေးများကဲ့သို့ရှေ့တော်၌ဧဒေအကနုဖြစ်ပါ၏မြေကြီးပေါ်မှာနေရသောကာလသည်အရေးကဲ့သို့ဖြစ်ပါ၏မိခိုရာမရှိပါကျွန်ုပ်တို့ရဲ့ဘုရားသခင်ထာဝရဘုရားကိုရိုရဲ့နာမအဖို့ကိုရိုရဲ့အင်ကိုတိဆောက်ခြင်းအလို့ငါကျွန်ုပ်တို့ပြင်ဆင်သောဤဘာနာရှိသမျှသည်တကူတို့ကြောင့်ဖြစ်ပါ၏အလုံးစုံတို့ကိုတော်ပိုင်တော်မူ၏ကျွန်ုပ်၏ဘုရားသခင်ကိုတော်ဒီစက်နှလုံးကိုစိတ်၍ဖြောင်းမခြင်းတဘောကိုငိတက်တော်မူသည်ကိုကျွန်ုပ်သိပါ၏ကျွန်ုပ်မူကားဖြောင်းမခြင်းတဘောကြည်ညိုသောစိတ်တဘောရှိသည်နှင့်ဤဘာနာရှိသမျှကိုပူဇော်ပါ၏စီဝိလျာရှိသောကိုတော်၏လူတို့သည်ကြည်ညိုသောစိတ်နှင့်ပူဇော်ကြသည်ကိုမြည်၍ဝမ်းမြောက်ပါ၏ကျွန်ုပ်တို့ဘိုးဘေးအာဗြဟံဣဇက်ဧဒေလတို့၏ဘုရားသခင်ထာဝရဘုရားကိုယ်တော်၏လူတို့သည်ဤအမှုအရာများကိုအစဉ်အောက်မဲ့ဆွေးလန်းသောစိတ်တော်ရှိမြအကြောင်းသူတို့၏စိတ်နှလုံးသည်ကိုယ်တော်ဘက်၌တည်ကြည်မြအကြောင်းကေမတနာတော်မူပါကျွန်ုပ်၏တာရှောလမုန်ဒီလည်းကိုယ်တော်၏တက်တဲ့ခံချက်ထိုးဖွဲ့ချက်ပညာတရားတို့ကိုစောင့်ရှောက်၍ကျွန်ုပ်ပြင်ဆင်သောအမှုကိုအကုန်အစင်ပြီးစီးလျက်မိမာတို့ကိုတိဆောက်နိုင်မြအကြောင်းစုံလင်သောစိတ်နှလုံးကိုပိဋကနာတော်မူပါဟုပရိသတ်အပေါင်းတို့ရှေ့မှထာဝရဘုရားကိုကောင်းချီးပေးလျက်မှုဆို၏ပရိသတ်အပေါင်းတို့အားလည်းတင်တို့၏ဘုရားသခင်ထာဝရဘုရားကိုကောင်းချီးပေးကြလော့ဟုမိတော်မူတဲ့အတိုင်းပရိသတ်အပေါင်းတို့သည်ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကိုကောင်းချီးပေးလျက်ဥချ၍ထာဝရဘုရားကို၎င်းရှင်ဘုရင်ကို၎င်းရှေ့ခိုးကြ၏နေပြန်နေ၌လည်းရေပူဇော်ခြင်းအမှုကိုပြု၍နွားတစ်ထောင်တိုးတစ်ထောင်တိုးတငင်တစ်ထောင်တို့ကိုမီးရှုသည်ဖြင့်တိုးလုံးရပူဇော်တကာတို့နှင့်တကွဣဒီလအမျိုးလိုအတွက်ထာဝရဘုရားအားများစွာသောရစ်ကိုပူဇော်ကြ၏ထိုနေ့ချင်းတွင်ထာဝရဘုရားရှေ့တော်၌စားတောက်၍ပြုံမွေ့ခြင်းကိုပြုလျက်ဒါဝိဒ်၏သားတော်ရှောလမုန်ကိုရှင်ဘုရင်အရာ၌ဒုတိယအကျင့်ချင်းမြောက်၍ထာဝရဘုရားအောက်မှမြင်းဖြစ်တဲ့ချင်းက၎င်းဇာတုကိုယေပရောဟိတ်ဖြစ်စေခြင်းက၎င်းဘိသိက်ပေးကြ၏ထိုအခါရှောလမုန်သည်ခမင်းတော်ဒါဝိဒ်ကိုစားရှင်ဘုရင်အရာကိုခံ၍ထာဝရဘုရား၏ယာဇပလီပေါ်မှထိုင်လျက်ဘုန်းကြီးတော်မူ၏ဣဒေလအမျိုးသားပေါင်းတို့သည်စကားတော်ကိုနားထောင်ကြ၏မူတော်မတ်တော်အရာကြီးတော်တို့အပေါင်းတို့နှင့်ဒါဝိဒ်မင်းကြီး၏သားတော်အပေါင်းတို့သည်ရှောလမုန်မင်းကြီး၏အုပ်စိုးခြင်းကိုဝန်ခံကြ၏ထာဝရဘုရားသည်ဣဒေလအမျိုးသားအပေါင်းတို့ရှေ့မှရှောလမုန်ကိုအလူချင်းမြောက်၍ဣဒေလရှင်ဘုရင်တယောက်မြတ်မခံစဖူးသောဘုံအနုဘောကိုပေးသနာတော်မူ၏ယေရှဲ၏သားဒါဝိဒ်သည်ဣဒေလနိုင်ငံအလုံးကိုအစိုးရတော်မင်းဖြစ်တော်မူ၏ဟေဗြုန်မြို့၌9နှစ်ယေရှုရှိလေမြို့၌33နှစ်မင်းပြု၍ဣဒေလနိုင်ငံကိုစူးစံသောနှစ်ပေါင်းကအနှစ်40ထဲဒါဝိဒ်သည်အသက်ကြီး၍နေရကာလပြည့်စုံခြင်းဘုံစည်းစိမ်ကြွယ်ဝခြင်းရှိလျက်အနိစ္စရောက်၍သားတော်ရှောလမုန်သည်ခမင်းတော်အရာ၌နားထိုင်လေ၏ဒါဝိဒ်မင်းကြီးပြုမှုသောအမှုရာအစအဆုံးရှိသမျှအစိုးရခြင်းတကိုးကြီးခြင်းနှင့်တကွကိုတော်မှစ၍ဣဒေလပြည်အခြားတပါးသောတိုင်းပြည်များတို့၌ဖြစ်လေသမျှသောအမှုရာအလုံးစုံတို့သည်ပရောဖက်ရှမုလ၏ကျမ်းစာပရောဖက်နာတာ၏ကျမ်းစာပရောဖက်ဂန်၏ကျမ်းစာတို့၌ရေးထားလျက်ရှိ၏